မင်္ဂလာပါတင်ညုံလားတင်လက်ထဲမှာဖိနှိပ်လိုက်နိုင်တဲ့ပူရွက်စိတ်လေးတစ်ကောင်သူ့ကိုလေးချိန်ထက်90လေးတဲ့အရာကိုတဲနိုင်နေဆိုတာထားတော့မတော်မဟုတ်ဘူးသူ့ဘဝတစ်ခုလုံးကစနစ်တကျစီမံထားတဲ့ system တစ်ခုလိုပါပဲနေ့တိုင်းကျွန်တော်တို့ခြေထောက်အောက်မှာရှောင်နေတယ်ပူရွက်စိတ်လေးတွေကိုမမြင်တတ်ကြဘူးဒါပေမဲ့သူတို့အောက်မှာရှိနေတဲ့ကဘာတစ်ခုလူသားတွေတောင်မချင်မလောက်အောင်စနစ်တကျဖြစ်နေတယ်။ပူရက်စိတ်တကောင်တည်းဆိုရင်ဟာနေနေဒါပေမဲ့အဆူလိုက်ဖြစ်လာတဲ့အခါသူတို့ကမဖြစ်နိုင်တာကိုချစ်အောင်လုပ်တတ်ကြတယ်။ထက်ကောင်ကစားစရာတစ်ခုတွေ့ပြီဆိုတာနဲ့ means နေငယ်တွင်ပူရက်စိတ်တန်းကြီးတစ်ခုဖြစ်လာတာကိုတင်မြင်ဖူးမှာပါ။ဒါဟာကံကောင်းမှုဆိုတာမဟုတ်ဘူး။ဒါဟာ DN1 ပူရက်စိတ်တွေစကားမပြောဘူး။ဒါပေမဲ့သူတို့ဆက်သွယ်နိုင်တယ်။ဘယ်လိုလဲနတ်နဲ့ပါဓာတ်ကောင်အစာတွေ့ပြီဆိုရင်လန်ဒစ်ရှောက်အနန်းတစ်ခုချန်ထားခဲ့တယ်အဲ့ဒီအနန်းကိုလိုက်ပြီးအခြားပူရွက်စိတ်တွေရောက်လာတယ်ဒါကြောင့်ပဲတန်းလိုက်သွားနေကြတာပါပူရွက်စိတ်လေးတွေကမပြင်းဘူးမချော့ဘူးမနာဘူးမိုးရွာမယ်ဆိုတာသိတယ်ဖတ်ခဲလာမယ်ဆိုတာသိတယ်ဒါကြောင့်သူတို့ကမြဲပြင်ဆင်ထားတယ်သူတို့ကမပြောပေမဲ့တခုကိုတင်ပေးနေတယ်အဲ့ဒါကတော့အောင်မြင်မှုဆိုတာအရွယ်စားနဲ့မဆိုင်ဘူးဆိုတာဟာပဲတင်မြင်ဖူးမဲ့ပူရွက်စိတ်တကောင်တူးထက်လေးတဲ့အရာကိုဆွဲနေတာတခါတလေလဲကြတယ်ဒါပေမဲ့ပြန်ထရေမရဘူးလို့မပြောဘူးမဖြစ်နိုင်ဘူးလို့မထင်ဘူးတလင်းချင်းရှေ့ကိုပဲတွားနေတယ်နောက်တစ်ခါပူရွက်စိတ်လေးတကောင်ကိုမြင်ရင်မနှိမ့်မိပါနဲ့အဲ့ဒါအလုပ်ကြိုးစားမှုရဲ့တင်ခန်းစာတစ်ခုပါခြုံငုံသုံးတက်ရမယ်ဆိုရင်ဒင်းငယ်တာအားနည်းမှုမဟုတ်ဘူးမလျှော့တဲ့စိတ်ဓာတ်မရှိတာပဲအားနည်းတာပါနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်